ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုတစ်ပတ်မှာဆရာကြီးရှန်လာတာ17ရက်5လပေါ့နော်ဆရာကြီးဟုတ်ပါတယ်ဆရာကြီးကိုကြော့ထားတဲ့လူတွေရှိပါတယ်ဟောဦးစိုးနိုင်နဲ့ရွှေဘိုးကဟော9000ကျပ်ပါဆရာကြီးတာရုရာအညာဖြူနော်ဟုတ်ကဲ့ဆရာကြီးမုံရောအတက်ကပေါ့ဟုတ်ကဲ့ဆရာကြီးနောက်တစ်ယောက်ကတော့မခင်သင်းဦးတဲ့ဒီတိုင်းပဲဆရာကြီးကိုကြော့ကျင်လို့ဆိုပြီး9000ကြော့ထားပါတယ်အေးနှစ်ဦးစလုံးထူးကျေးဇူးတင်ပါတယ်လို့အမှတ်တရပြောပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီးပင်လုံစာပေးရတသိန်းပါဆရာကြီးလာတာမဖြစ်စေရပါဘူးအကျိုးရှိတာပဲဆရာသုံးပါပါဟုတ်ကဲ့ပါဆရာကြီးဟောဦးစိုးနိုင်မေးထားတာလေးလဲပြောပြပါဦးဆရာဖတ်ပါသမီးဆရာကြီးခင်ဗျားတဲ့ဆရာကြီးလမ်းမညွန့်ကျဲအတိုင်းနဲ့နေထိုင်စားတော့ခဲ့တာတဲ့စီးကျိတ်ယောဂပျောက်သွားပါပြီဝမ်းသာစရာကောင်းလိုက်တာဟုတ်ကဲ့ဆရာလေကောင်းကြံနေသေးလို့ပါတဲ့အဲ့ဒါနံပါတ်1ကတော့လေကောင်းကလေဟုတ်ကဲ့ဆရာကြီးအတွင်းမှာရှိအပြင်မှာရှိငရုတ်သီးကိုလုံးဝဖြတ်ပါလို့ဟုတ်ကဲ့ဆရာကြီးငရုတ်သီးလုံးဝဖြတ်လိုက်လို့ရှိရင်လေကောင်းက80ရာနှုန်းလောက်ပြောက်တယ်ဟုတ်ကဲ့ဆရာကြီးနော်ငရုတ်သီးဆိုတို့ကိုမတို့နဲ့ဟုတ်ကဲ့ဆရာကြီးအချောက်လည်းမစားနဲ့အဆိုလည်းမစားနဲ့အမုံလည်းမစားနဲ့အတောင်လည်းမစားနဲ့လှော်လည်းမစားနဲ့ကြော်လည်းမစားနဲ့ဆိုငရုတ်သီးကိုတမျိုးနဲ့မတည့်တော့တမျိုးပြောင်းစားတယ်လေဟုတ်ကဲ့ဆရာကြီးငရုတ်သီးဆိုရင်လုံးဝဒီလေကောင်းနဲ့မတည့်တာသိကြတယ်ဟုတ်ကဲ့ဆရာကြီးဒါဖြင့်စားစရာမရှိတော့ဆိုရှိတယ်ဟုတ်ကဲ့ဆရာကြီးဒိန်ချင်းနဲ့မကြီးဖြော်ရည်ကိုတရက်စီတော့ဟုတ်ကဲ့ဆရာကြီးဒိန်ချင်းတရက်မကြီးဖြော်ရည်တရက်ဟုတ်ကဲ့ဆရာဒိန်ချင်းတရက်မကြီးဖြော်ရည်တရက်ဒါမေးခွန်းရှင်အတွက်တက်ရိုက်ဖြေတယ်လို့ပဲနာတော့ဆင်ရတဲ့သူတွေထဲမှာလည်းအခုကဒီလေကောအမျိုးသမီးအမျိုးသားကလေးလူကြီးအဖြစ်များတယ်ဟုတ်ကဲ့ဆရာကြီးဘာကြောင့်လဲလို့မေးအဆက်တွေအစားများကြတာဟုတ်ကဲ့ဆရာကြီးနော်နောက်လိမ့်တဲ့အခါမှာကွန်သီနုနုဟုတ်ကဲ့ဆရာကြီးကွန်သီနုနုအခုံခွာတယ်နော်ဟုတ်ကဲ့ဆရာကြီးခွာတော့သွေးကြောက်ပြမှာသွေးဟုတ်ကဲ့ပါဆရာသွေးပြီးအဲ့ဒါလေးလိမ့်ပြီဟုတ်ကဲ့ပါဆရာကြီးမပူမဆပ်ဘူးမရဘူးဟုတ်ကဲ့ဆရာကြီးအေးတဲ့လွယ်လွယ်လေးပျောက်သွားမှာတော်ရုံဆိုလုံးဝပျောက်သွားတာပဲဟုတ်ကဲ့ဆရာကြီးကြီးနေတော့လည်းစိတ်ရှိလေးရမယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဆိုရင်ဆရာကြီး तू ကတော့စက်ရေးထားတာပေါ့နော်ဟုတ်ပြီဝမ်းသွားရင်တဲ့လေကောင်းထွက်လာလို့ပါတဲ့လေကောင်းမထွက်လာအောင်ဘယ်လိုပြုရမလဲတဲ့ဒါမှမဟုတ်တဲ့ခွဲထုတ်ရမလားပြောပြပါတဲ့သူ့ရဲ့လေကောင်းကကွန်းသီးလုံးလောက်ရှိပါတယ်တဲ့မို့လေအဲ့ဒါတော့ဒီခွဲစိတ်ဆရာအောင်ရှိတယ်မလားဟုတ်ကဲ့ဆရာကြီးခွဲစိတ်ဆရာအောင်နဲ့ရင်းနှီးလို့ရှိရင်သူအနံ့လိုက်ပြီးတော့ခွဲလိုက်တော့နိုင်ပြိုင်ပြမှာလုံးဝပျောက်သွားတာပေါ့ဟုတ်ကဲ့ဆရာကြီးနော်အဲ့လိုမခွဲနိုင်ရင်တော့လေဆရာပြောတဲ့ကွန်းသီးကိုလိမ့်ပါပေါ့ကွန်းသီးလိမ့်ပါပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးခွဲစိတ်ပြီးရင်တောင်လည်းပဲလေဟုတ်ကဲ့ဆရာကြီးကွန်းသီးတွေတော့လိမ့်တဲ့တယ်ဟုတ်ကဲ့ဆရာဘာလို့ထပ်ပြီးတော့ထွက်နိုင်သေးတာဟုတ်ကဲ့ဆရာကြီးဘာလို့ထွက်နိုင်ဆိုခုနပြောတဲ့အပူဆက်တဲ့အကြော်တွေစားရင်ထွက်မှာပဲဟုတ်ကဲ့ပါဆရာကြီးနော်ငရုတ်သီးငရုတ်ကောင်းချင်းစနွေမစလားဤကြကွေးစမှုစားဘရားကျော်အာလူကျော်အဲ့လိုဟာတွေအစားများကြလို့ဖြစ်တာလေဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးအစာဝအနာကင်းဘရားရှင်းကြပါစေဗျာ